ကျွန်တော်ခုဆိုရင်tablet ပေါ်ကနေပြီးတော့Tata Token application ဖွင့်လိုက်မယ်ဒါဆိုရင်ခုစေကန်ဒေါက်တာရဲနောင်ရဲ့ထိုင်နေတဲ့လက်ရှိအခြေအနေကိုမြင်ရမှာပေါ့လက်ရှိဆိုရင် patient 4 ယောက်ရှိတယ်ဒေါ်ရင်မြင့်ဦးရွှေမန်းမတင်စာနေဝင်းနဲ့ကိုမျိုးမင်းမောင်ပေါ့သူတို့ကလက်ရှိတယောက်က consulting လုပ်နေတယ်နှစ်ယောက်ကရောက်နေတယောက်ကတော့ booking တင်ထားလို့မရှိသေးတယ်ဒါမျိုးမြင်နေရမှာဒါတော့ application မှာမြင်နေရမယ်ပုံပေါ့ TV မှာသွားကြည့်မယ်ဟဲ့ဆိုလဲ TV မှာဒီလိုမြင်ရပါမယ်ဒေါက်တာရဲနောင်လက်ရှိပြနေတာကကြည့်ပေးနေတာကနံပါတ်1ဒေါ်ရင်မြင့်ကိုပြပေးနေတယ်ဒီမှာအခုလက်ရှိစောင့်နေတာကဦးရွှေမန်းနဲ့ကိုမျိုးမင်းမောင် arrive ပြနေပြီသူမတ်တင်စာနေဝင်ရတော့မရောက်သေးဘူး booking မဲ့တင်ထားတော့မှာပေါ့ဒီ TV ကလည်းစက္ကန့်30တိုင်းမှာတစ်ခါသူကခဏန်းနေ up to date လိုက်ပြီးတော့ပြပေးနေမှာပေါ့ okay အဲ့တော့ကျွန်တော်တို့ဒီနံပါတ် token နံပါတ်1တော့ရင်မြင်ပြီးသွားပြီဆိုရင်နံပါတ်နောက်တစ်ယောက်ကိုထပ်ခေါ်မှာဒီမှာ call ဆိုတဲ့ cloud လေးရှိတယ် call ဆိုတဲ့ cloud လေးနောက်မှာ2ကိုပြောတာဒါခုချိန်ခေါ်မယ်ဆိုနံပါတ်1လူနာကိုခေါ်မယ်ပေါ့ okay အဲ့တော့ကျွန်တော်နှိပ်ကြည့်လိုက်မယ်နံပါတ်1လူနာဒါဆိုရင်တော့ရင်မြင်ပြီးသွားပြီတော့ဒီမှာဥရှင်မန် consulting လို့ပြနေအဲ့လိုပဲ TV မှာဆိုရင်လည်းစက္ကန့်30ပြည့်သွားပြီဆိုတာ ਨੇ synchronizing ဖြစ်ပြီးတော့ number 1ကနေပြီးတော့2ကိုပြောင်းသွားမှာဖြစ်ပါတယ်ဒီမှာလည်းအခုဆိုရင်လူနာ2ယောက်ပဲတန်ပြီးတော့တယောက်ကတော့စီကန်းမှာရောက်နေပြီနောက်တစ်ယောက်ကတော့စောင့်နေတော့မယ်ပေါ့ okay ဒါဆိုရင်ကျွန်တော် application မှာနောက်တစ်ယောက်ကိုရောက်ပြီဆိုရင် map တင်စာနေဝင်ပေါ့ token number 3ရောက်လာပြီဆိုရင်သူ့လည်းနှိပ်လိုက်အောင်ပါပဲတစ်ချက်နှိပ်လိုက်ပြီဆိုတာ ਨੇ သူလည်းဒီမှာ arrive လာပြမယ်အဲ့လိုပဲသူ့ arrive ပြပြီးသွားပြီဆိုတာ ne TV မှာသွားကြည့်မယ်ဆိုရင်လည်းTV မှာလည်းမတ်တင်စာနေဝင်ကarrive လာပြမှာဖြစ်ပါတယ် okay နံပါတ်2ကိုကြည့်ပြီးသွားပြီဟေးဆိုရင်နံပါတ်3ကိုခေါ်နောက်တစ်ယောက်ကိုထပ်ခေါ်မယ်ဟေးဆိုရင် mobile application မှာ call clock ကိုနှိပ်ပါမယ် call clock မှာ3ကိုခေါ်မယ်လို့ပြထားပါတယ်နှိပ်လိုက်ပါမယ်ဒါဆိုရင်တော့လက်ရှိဆရာဝန်ကြည့်ပေးနေတာနံပါတ်3မတ်တင်စာနေဝင်ပေါ့ဒီမှာကျွန်တော်2ယောက်ကြည့်ပြီးသွားပြီတစ်ယောက်ပဲကြည့်ဖို့ချန်တယ်အဲ့လိုပဲ TV မှာပြန်သွားကြည့်မယ်ဟေးဆိုရင်လည်းကျွန်တော်နံပါတ်3မတ်တင်စာနေဝင်လည်းအခုနောက်ဆုံးတစ်ယောက်ပဲထိုင်ဆောင်နေဆိုပြီးတော့မြင်ရမှာဖြစ်ပါတယ်